ကဲအားလုံးပဲမင်္ဂလာပါခုက Super Sunday ပေါ့နော်ကျွန်တော်တပူရဲပါကျွန်တော်0မိုင်လောက်0မိုင်လောက်ဖြစ်ဖြစ်ပေါ့နော်စီသွားထင်မှာဖြစ်ပါတယ်ကြောက်လည်းနည်းနည်းလေးစီးရတစ်မျိုးဖြစ်တာပေါ့နော်ရဲဖွဲနေစီးနေကြဆိုတော့နေနည်းနည်းမကောင်းဖြစ်နေလူကကျမ်းမာရေးတိတ်တနေ့ကအဲကွန်ရန်အေးခံလိုက်တာလူကနည်းနည်းဖျားကျင်တယ်လို့ဖြစ်စားတော့မစီးတော့ဘူးပေါ့နော်အိမ်မဲ့ကိုယ်နေတာဒါပေမဲ့ဆိုင်ငယ်တိုင်းနေကြားတော့လည်းမစီးရဲမနေနိုင်စီးကျင်တာလို့မစအိမ်လို့မရတော့အဲ့နဲ့စီးမယ်ကွာဆိုထွက်လာတာဖြစ်ပါတယ်ချိန်ကတော့9:25 မိနစ်ဖြစ်ပါတယ်ကဲ let's go苏鲁拉姆的，比较被开的天天，然后变背来吧。那放来就多高呢？我知道那边的嘛，多切啊，老话的，连串比较苏串呀。然后瞄过来超过去吧人，然后被抽光了。不过说正好干嘛？这个多少正好一两都了。我贵阳呢，正好比两偏的。你是增加一些啊偏高哈，你只有买不到。ပြေးဖြစ်ပါတယ်3လမ်းတိုင်းသွားပါမယ်တက်သွားပါမယ်ပုံမှန်ဆိုရင်တော့ကျွန်တော်ဒီဘက်ကိုရွာရပါတော့ KB လမ်းဘက်ကိုခွဲပြီးတော့မှသွားတယ်ပေါ့ဒီလမ်းပေါ်တက်တာပေါ့အဲဒီလေးရောက်တော့ဒီလမ်းမသုံးချင်ဒီလမ်းမစီးရဒီမှ3လမ်းမစီးရချာပြီးဆိုတော့မှ3လမ်းသွားပါနေရာဘေးဘုံနေလည်းမပါဘူးဆိုတော့နည်းချားလေးနည်းနည်းဝင်လို့ကောင်းကတော့မ3လမ်းတော့ပြီးတဲ့အတိုင်းပါပဲလမ်းလေးတော့နည်းနည်းလေးဒီလမ်းနဲ့ဆိုင်တော့နည်းနည်းဆိုးတော့နော်ဒီလ
ကိုမောင်းရင်ဒါကျွန်တော်တို့အများ highway ထွက်ပြီးဆိုရင်စောက်ထွက်ပြီးဆိုရင်ဒါကျွန်တော်ဒီလမ်းပဲသုံးတယ်ပေါ့နော်ရန်ခီးသွားတာလေးတော့မှသတိရအောင်ဒီဘက်တွေကတော့နည်းနည်းကျွန်တော်တို့စိုက်ကားတွေဆိုင်ငယ်နည်းနည်း view ချရတယ်ဒီမှာအဖွဲ့ဘယ်လိုလဲမသိဒီဘက်ကတော့ကိုရဲကိုဖွင့်တာဒီပုံစံလေးတို့ရင်ဆိုင်ကယ်စီးလို့ကောင်းတယ်ပေါ့နော်ဒီကြာဒီဥလူလေးဆိုတော့မိုးလည်းမလျှော့ဘူးလေလည်းမပူမိုးလေးအော်တော့ဖြစ်နော်အဲ့ချိန်လေးတို့ဆိုင်ကယ်တော့စီးလို့ကောင်းနေရန်ပူလည်းကျွန်တော်တို့ဘေးနဲ့ဟိပူရှိရတာအဲ့ပူနဲ့လမ်းပူနဲ့ဟောပူနဲ့ပြင်မရတယ်လူကနေရန်ပူလည်းမကောင်းမိုးချမ်းလျှော်ရင်လည်းဘေးကစီးလို့မရတော့ခြေအာရုံဆိုင်ရတာနဲ့အနေများတယ်ပေါ့နော်အဲ့တော့ဒီကြာဒီဥတွေကဆိုင်ကယ်စီးလို့ကောင်းလို့ကျွန်တော်ဒီရွယ်ကိုရနေဒီလမ်းပေါ်တက်လို့နော်ကျွန်တော်တို့ဒီလမ်းကိုထွက်ပါပြီဒီလမ်းကိုမိုးဆိုတာလားမောင်းရင်တော့အုတ်ထုတ်ဆောင်ပါချိန်ကိုကိုယ်ချိန်ကိုနိုင်တဲ့ချိန်လေးပဲမောင်းပါပေါ့နော်ဆရာကြီးလောက်တာတော့မဟုတ်ပါဘူးဟိုစေတနာနဲ့ပြောတာနော်ဟိုနာဒီနာတော့လို့ကအုတ်ထုတ်ဆောင်ပြမလို့ပါဘူးလို့ထင်တယ်နော်ကျွန်တော်ပေါ်တာတယောက်ဆိုသူတို့လမ်းထိပ်မှာနေတိုက်တာနောက်ကနေရဲကားတစ်စီးစက်ကားတစ်စီးနဲ့ခရင်းတစ်စီးနဲ့လိုက်တာကိုဆိုင်ရင်တော့လုံးဝပြေးလို့မရတော့တာနဲ့ပန်းကန်လိုက်ရနော်ပုံမှန်ဆိုကိစ္စမရှိပါဘူးလေကျွန်တော်တို့ကလူကြီးလမ်းကြောင်းရှိတာကိုမသိပဲနဲ့လူကြီးလမ်းကြောင်းပေါ်မှာစီးမိသွားတာနော်ကျွန်တော်နောက်မှာဆိုလမ်းကြောင်းရှိတာပြီးတော့တဲတဲ့လိုက်မှလူကြီးကလည်းတော်တော်အောင်ကြီးလမ်းကြောင်းပြန်ကျွန်တော်မှာဒီ360 stand ရဲ့ click က6တယ်ဗျာကျွန်တော်မှာပင်ချက်တဲ့ lock လေးမပါတာဟုတ်ဖြစ်အပင်က6နေချက်ဖို့မေ့လာအဲ့တော့ကျွန်တော်ပြန်ဖြုတ်ထားမှရဘူးဆိုတော့အနေရှိတယ်
ဒါဆိုပြုတ်တော့ပါဟိုနေရအဲ့တော့ကျွန်တော်360လေးဖြုတ်နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲဗျကျွန်တော်ရှေ့ဆိုလဲ0မိုင်ရောက်ပြီပေါ့နော်အဲ့တော့0မိုင်မှာကျွန်တော်စီဖြစ်မယ်စီဖြစ်ပြီးတော့ကျွန်တော်ပြန်မယ်ပေါ့နော်မနေ့စာတော့ကျွန်တော်ရောက်ကလာပါပဲကျွန်တော်ပြန်စားပါဖြစ်ပါတယ်